ဒီလောက်ရှိပြီအဲ့တော့တွေ့ခဲ့တာရေစိမ်မှာစတွေ့တယ်ဟိုပုံမျိုးရေစိမ်မှာသူကအဲ့တော့ယောက်ျားလေးကေနေလုံးဝယောက်ျားလေးစတိုင်ဝတ်ထားတာပုံစံညီမအဲ့တော့ကြွေခဲ့တယ်ဟောတော့သူ့ယောက်ျားလေးထင်ပြီးတော့ခဲတော့သူမိန်းကလေးကြွေခဲ့အဲ့သူနဲ့သူလည်းကိုပြန်ကြိုက်တယ်အဲ့တော့အနေရီစားဖြစ်သွားရီစားဖြစ်တိတ်မကြောက်အဆက်တွေပြက်သွားအဲ့ပြီးစကိတ်ကွေးမှာစကိတ်သွားစီရောပြန်ဆုံတယ်ပြန်ဆုံပြီးတော့ပြန်အဆင်ပြေသွားနောက်ပိုင်းကျတော့2023အဲ့လောက်မပြန်မျိုးဟောတွေ့တာတော့2021လားနှစ်လားမသိဘူးအမှစတွေ့တာကြိုက်တယ်ဆိုတာ2023လောက်မှပြန်ပြီးတွဲဖြစ်တာတွဲဖြစ်တော့အတူတူစားအဲ့လိုမျိုးသူ့တခါတည်းအပိုင်ကြံလိုက်တာပေါ့ဒီကောင်လေးကကြိုက်တယ်ဆိုအိမ်မခေါ်တင်လိုက်တာအမေကိုပြောလိုက်အမေသမီးသူ့ကိုကြိုက်တယ်သူ့ယူမယ်ဆိုပြီးတော့အိမ်မခေါ်တင်လိုက်တာအဲ့တော့2023တော့ပေါ့နော်အာဝီညဆိုတူအိတ်တူစားအဲ့2ယောက်မဟုတ်3ယောက်နောက်1ယောက်လည်းရှိတယ်3ယောက်တူအဲ့ပြီးတော့အလုပ်တူလုပ်တယ်ပြီးတော့အဲ့လိုမျိုးခုလိုဖြစ်သွားတယ်ပေါ့နော်နောက်ကျတော့အဲ့ပါနောက်ကျတော့ဒီလိုဖြစ်သွားပါတယ်လို့လိုက်ပါတယ်ယူလိုက်တယ်အခုတော့ယူလို့မရတော့ဘူးနော်အခုတော့ယူလို့မရတော့ဘူးအရင်တော့ယူဘူးတယ်ကိုဆလာနဲ့ကိုရှိသွားပြီဆိုတော့ယူလို့ပဲဖြစ်တော့ပါမလဲမယူဒီကောင်မလည်းငါမယူနိုင်ပါဘူးအေးဒီမဲရင်တော့ဂုံးနေပို့ပြီးငါ့ကိုပွေပြီးတော့ရမ်းနေပြီးတော့အခုမပွေတော့ငါနဲ့မဖြစ်တော့ချိတ်ချိုးလို့ငါချိတ်ချိုးထိတ်ထိုးလိုက်ပါချိတ်ချိုးဘာလဲလည်းကလည်းမင်းဘယ်ကလည်းမတွေ့ရတာမွေးကလေးကပဲနော်တဲ့မတွေ့ရတာမွေးကလေးကဆိုနေလဲခါလည်းဘယ်တော့တွေ့ရလို့အမဟာကပြင်းစရာရှေ့ဦးအောင်ပြောရှေ့ဦးကြောင့်မပြောစမ်းပါနဲ့ငါရင်းနေတာလို့ပါမပြောစမ်းပါနဲ့နိုင်လည်းရှေ့ဦးကြောင့်လာမေးနေနော်ငါမရှိဘူးမရှိဘူးဟုတ်ပါခုကြည့်ကြရီစားဟုတ်တယ်မပြောမလဲရီစားရှိသွားလို့လဲဟုတ်တယ်လို့မဟုတ်တယ်လို့ကောင်းလေးသူကအစားယောက်ျားလေးအဲ့လိုစိတ်ကွာအခုတော့မိန်းကလေးစိတ်ဝင်တော့သူကမိန်းမရှင်စိတ်ဝင်စားတော့ကိုလည်းစိတ်ဝင်စားပါဘူးသူအဲ့တော့ယောက်ျားလေးထင်ခဲ့ပြီးစိတ်ဝင်စားခဲ့တကယ်သူမိန်းမမှန်တီတော့စိတ်ဝင်စားတော့အားနဲ့ယောက်ျားလေးပဲထားတော့အချစ်ဦးဆိုတာတော့မသိဘူးပေါ့နော်။ဟာလဲဟာမင်းတို့ကလည်းဘာဖြစ်လို့လဲ။ရေကိုဆိုချင်တော့နေပြပါလားတဲ့။ဒီမှာပြမယ်။ဒီလိုတော့မပြရတော့မယ်နော်။အုံဖခဏခဏပြေးတော့မှလား။နမနေပဲလုံးလာတယ် Hello What the hell What the hell Hell the what ငါတို့လည်းမမေးကြတော့ငါတို့စကားတော်များတဲ့တော်စကားများတဲ့မိန်းမတွေလည်းမမေးတော့ဘူးတဲ့လည်းရောက်အင်ကြီးခဏနေဝယ်စားရဲဆိုတော့အေးလည်းရောက်ရောက်သွားတော့လည်းရောက်အင်ကြီးဝတ်ထားသူလည်းအဖြူရောက်အခုလည်းအောင်စပင်ကိုလည်းဖက်အောင်လည်းစပင်ကိုနောက်တူစီတဲ့တအေးပါဟဲ့ငါချပေးလိုက်မယ်ရော့စီးမလားမစီးဘူးလေစပင်မချောက်ပြီအော်ရေချိုးထားရဟာတရားလောက်ရမလားမရဘူးလက်ဆောင်မုံလေးရှာခဲ့မှာစက်မုံလေးရှာခဲ့တော့ဒီမှာကျမထည့်ပေးဒီအကောက်ကတကယ်ဒီလိုမျိုးတုံးတာပတ်စံတကယ်ဝင်လားမသိသေးဘူးဝင်နေဆိုလို့ရှိရင်တော့ညီမဖောက်ပြီးညီမလည်းလွင့်မှာဒါပေမဲ့ညီမအခုမလွင့်တွေ့ဘူးဆိုတာကသူ့စောင့်ကြည့်နေနင်တကယ်ရတာတေချာမငါလိုက်လုံမှာဆိုပြီးတော့မယုံနိုင်ရှိလို့ညီမလည်းဖောက်ဖို့စီစဉ်ရှိတော့ရှိတယ်မတုံးနေတာအဲ့လိုမျိုးဖြစ်နေတာပတ်စံတကယ်ရတယ်နော်မယုံရင် तू မယုံဘူးလေပြလိုက်တကယ်ရတဲ့လူတွေ तू ခမန့်တယ်မှာ तू ရတာလည်းမတွေ့ဘူးလေအကြောင်းမလို့စောင့်ကြည့်နေတာဒါပေမဲ့ရတယ်ဆိုမဖောက်မရရင်မဖောက်ဘူးဘာလို့လဲဆိုတော့အလကားဖုံးပေကုန်ခံပြီးမသုံးချင်လို့ပတ်စံတကယ်ရတယ်ဆိုတာတကယ်ရဖူးတဲ့လူခမန့်တယ်ဝေလာခဲ့ပါနော်ရဖူးတဲ့အကြောင်းတွေကိုပြရင်တော့ဘလို့ရတယ်အဲ့လိုမျိုးပေါ့နော်ရတယ်ညီမလေးတဲ့အမပေးပါလေပေးတောင်းရရင်ရတယ်တဲ့ဟာလေစမစပင်ကိုဘူးပဲချော်လိုက်တယ်။အော်ဟုတ်ကဲ့ပါ။မဖောက်နဲ့ကြည့်နေရမှာစိုးလို့တဲ့။လာကုန်ပြီငါရနေရတယ်လေတဲ့ဟုတ်တယ်။
မဆက်ပြင်မလားဖြစ်နေတယ်မသိဘူးပါတော့